မင်္ဂလာပါ အော်ဒီဇိုင်းကလာတော့ငါတူတယ်အဲ့တော့ဒီလာတူဟာစကပုံလေးမေးကြည့်မယ် ဟုတ်ကဲ့ နော်တစ်ခုပြင်နိုင်ထောင်ပေးမယ် Okay. ကရုံးရော ကရုံးမောထုံးတော့ ကရုံးရောထုံးမတော့လေကတုံးပေါ့ ကရုံးမောစီစု အယောဒီမှာစီစွတာစီစွတော့ကရုံးပေါ့ဘာဖြစ်တာလဲကရုံးပေါ့အဲ့လိုကိုကြောက်လိုက်မယ်ထမ်းရင်မူ အဲ ထမ်းရင်မူတော့ဘာဖြစ်လဲ ဂျိုင်းထိုးဟမ်ဂျိုင်းထိုးတာ ရိုက်မူတော့ရိုက်လို့ထမ်းရင်မူရိုက်လို့ဟုတ်တယ်လေဒါပေမဲ့စကပုံကြောက်ထမ်းရင်မူတော့ဘာပေါ်ရတယ် ခွေးပေါ်ခွေးပေါ် နဲ့ဝီပေါ်တာထမ်းရင်မူတော့ဘာခိုးပေါ်တာလဲ ဟောကြောက်ဖို့ပါ အဲကျွဲကိုပေါ်အဲ့လောက်တော့လှုပ်ပါမွေမွေချင်း ငွေချင်းမိတ်လိုက် မွေချင်းမိမလိုက်ဘူးမွေချင်းနည်းနည်းစဉ်းစားလိုက်နည်းနည်းစဉ်းစားမွေချင်းမိလိုက်မွေချင်းမိမလိုက်ဘူး ငွေချင်းချက်ပြေးတာ ဟမ်ရှက်မွေချင်းရှက်ပြအဲ့တခုကြော်လိုက်မယ်နောက်တစ်ခုဘာဖြစ်မှာတော့ မစင်မကြောက် မစင်မကြောင်မှန်တယ်မွေမသေး ဝိမတေတောင်းမကျုံ yes ကျေးဇူးတင်တယ်အဲ့တော့ဘယ်နှခုမှန်လဲဆိုတော့3ခုတော့မှန်တယ်300ရအောင်ကျေးဇူးတင်တယ် ကျေးဇူးတင်